Black House Series ရဲ့ action တွေကဘာလို့ဒီလောက်တောင်ကြည်ကောင်းနေရတာလဲ Black House Season 1 ဟာစတင်ထွက်ရှိပြီး3ရက်အတွင်းမှာတင်ကြည့်ရှုချိန်နာရီပေါင်း29.68 တန်းထိစံချိန်တင်ခဲ့ပါတယ်ကမ္ဘာလုံးဆိုင်ရာ Netflix ရဲ့တော်တန်းစီးရင်မှာလဲစင့်တစ်နေရာကိုအချိန်တော်ကြာရပ်တည်နိုင်ခဲ့ပါတယ်ကဲတော့ဇလန်းဆက်ကွက်ကောင်းနေဆိုတာထက် Series ရဲ့အဓိကဆွဲဆောင်မှုကအသက်ဝင်လို့နဲ့လက်ဝှေ့ action ဂန်းတွေပါပဲ Season 1 ရဲ့အောင်မြင်မှုကြောင့်ခု Season 2 ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်Season 2 ဟာ Season 1 ကိုမမီဘူးဆိုတဲ့ဝေဖန်မှုမျိုးမခံရအောင်ဒီလိန်နေရာမှာမင်းသားကြီး Rain လို့ဂျမ်းဘေဆိုတဲ့ဆရာကြီးကိုထည့်သွင်းထားပါတယ်။ဒါအပြင် action ဂန်းတွေကိုလည်းပို့ပြီးအထူးကူးစိုက်လေ့ကျင့်ရိုက်ကူးထားပါတယ်။ဘာကြောင့် action ဂန်းတွေကဒီလောက်တောင်အသက်ဝင်နေရလဲဆိုတာကိုလေ့လာကြည့်တဲ့အခါမှာတော့ပထမအချက်ကတော့ CGI လုံးဝမပါတဲ့တကယ်လက်ဝှေ့ပညာစစ်စစ်ဖြစ်နေတာပါ။တခြား action ကားတွေလိုကွန်ပျူတာအထူးပြုလုပ်ချက် CGI တွေကြိုးတန်းလန်းနဲ့လေထဲပြန်နေတာတွေကိုလုံးဝမသုံးထားပါဘူး။တကယ် professional လက်ဝှေ့သမားတွေသာသုံးတဲ့ခြေလမ်း footwork ခေါင်းရှောင်တာ head movement ကာကွယ်တာ defensive move နဲ့ထိုးဝက် combination တွေကိုသာအတိအကျသုံးပြီးရိုက်ကူးထားတာပါဒုတိယအချက်အနေနဲ့မင်းသားတွေရဲ့အသက်ဆွန့်လေ့ကျင့်မှုပါမင်းသားဝူဒိုဝန်နဲ့အီဆန်းငီတို့ဟာလာတော်ကြာတကယ် pro လက်ဝှေ့သမားတွေလိုပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြပါတယ်ခေါင်းဆောင်မင်းသားဝူဒိုဝန်ဆိုရင်ဇက်ကောင်ရဲ့ခန္ဓာကိုယ်အကျိုးစားတွေပေါင်20ကျော်လောက်ထိတက်လာအောင်ကြိုးစားခဲ့ရပါတယ်Season 2 မှာဘီလိန်ဖြစ်ပါဝင်လာတဲ့မင်းသားကြီး Rain ဆိုရင်လဲအဲ့ရတဲ့လဲနေရင်တော့လက်ဝှေ့ထိုးတဲ့လှုပ်ရှားမှုကျဲတို့ပေါင်စင်ကိုအမြဲလေ့ကျင့်နေခဲ့တယ်လို့ဆိုပါတယ်တတိယအချက်ကတော့ဇုံတွဲအကလို့စီးချက်ညီတဲ့တိုက်ခိုက်မှုတွေပါကြမ်းတမ်းတဲ့ action တွေဖြစ်ပေမဲ့မင်းသားတွေကသူတို့ရဲ့ခြာခံ choreography တွေကိုဇုံတွဲအက cafe dance ကနေရတယ်လို့မျိုးအတိအကျအချိန်ကိုက်လေ့ကျင့်ခဲ့ကြပါတယ်ဒါကြောင့်လှုပ်ရှားမှုတိုင်းကအရန်ချောမွေပြီးအချိတ်အဆက်မီးနေတာပါနောက်ဆုံးစတုတ္ထအချက်ကတော့ writer ရဲ့ frontal breakthrough ရိုက်ကူးရေး style မှာ Season 2 ရဲ့ writer ဂင်ဂျူဝမ်ကတိုက်ခိုက်ရေးအခန်းတွေကိုကင်မရာလက်ကွက်တွေနဲ့ဖုံးကွယ်မဲ့အစားဓာတ်ရိုက်ရင်ဆိုင်တဲ့နီလန် frontal breakthrough ကိုရွေးချယ်ခဲ့ပါတယ်မင်းသားတွေသာလုံးနိုင်မဲ့အကျန်းဆုံးနဲ့အစစ်မှန်ဆုံးလက်ဝှေ့ action တွေကိုကင်မရာနဲ့အနီးကပ်မီးအလင်းမောင်တေချာသုံးပြီးရိုက်ကူးထားတာမို့ပိုပြီးရင်ခုန်စရာကောင်းနေတာပါဒီကားကတော့ action ကားကြိုက်တဲ့ဘော်ဒါတွေရှိရင်မဖြစ်မနေလက်တို့ပေးရမယ့်ကားမျိုးပါပဲaction ကားဆိုကျန်းစားမှကြိုက်တယ်ဆိုတဲ့ကိုယ့်ရဲ့ဘော်ဒါတွေကို comment မှာတက်တွဲပြီး mention လိုက်ကြရအောင်ကြည်ပြီးတဲ့သူတွေလည်းအမြင်လေးတွေဝေမျှခဲ့ကြပါဦး